မင်္ဂလာပါကျွန်တော်အခုမိတ်ဆက်ပေးမှာကကျွန်တော်အခုညနေပိုင်းအဝင်လေးပေါ့နော်ညနေပိုင်းအဝင်လေးကိုကျွန်တော် Super Custom ကို98 model ပေါ့နော်98 model ကပတ်မှာလဲ98နဲ့ထွက်တယ်98 model ကိုမှ2000ရုပ်လေးနဲ့ပေါ့နော်2000ရုပ်လေးနဲ့စကတ်ပက်လဲရင်အုပ်နဲ့အကုန်လှဆင်ထားတဲ့ကားလေးတစ်စီးကိုကျွန်တော်မိတ်ဆက်ပေးမယ်ကားလေးကမီးတွေပါပေါ့နော်ကျွန်တော်အခုလှဆင်ထားတဲ့ဒီကောင် RTA ကတော့အကြီးနဲ့ဖြစ်မယ်ပေါ့နော်25000အကြီးပေါ့နော် RTA အကြီးဆို WZN နဲ့ဖြစ်မယ်ဒီကောင်2000ရုပ်အတိုင်းပေါ့နော်သူတိုင်း2000ရုပ်တိုင်းလှတာပေါ့နော်အခုကျွန်တော် buy out ဂျန်ကင်မီးတွေကအစဒီကားလေးကအလှဆင်ထားတယ်ပေါ့နော်ကျွန်တော်တို့ဒီကားကအတိုက်ခိုက်လုံးဝမရှိဘူးကျွန်တော်တို့အဆွေးတွေပါလည်းမရှိဘူးအင်ဂျင်ကလည်းကျွန်တော်တို့ရေစုရေမုတ်မရှိဘူးအငွေ့ပေါ့နော်မိခိုးငွေတွေပါလည်းမရှိဘူးအငွေ့တွေပါဟိုဖြစ်တာပေါ့မရှိဘူးပေါ့နော်ဒီကားလေးရဲ့ဒါပတ်လဲကျွန်တော် connection လေးတစ်ခုကိုကျွန်တော်ပြတာပါကားကကျွန်တော် limited ကိုမှ limited grade နဲ့လာမယ် limited sticker လေးနဲ့လည်းဖြစ်မယ်ဒီဒါကတော့ကျွန်တော်တို့ဒါသူ့ရဲ့ရုပ်လေးပေါ့နော်ဒါသူ့ရဲ့အပြင်ပိုင်းရုပ်လေးပေါ့ပြီးတော့ကျွန်တော်အတွင်းကန်းလေးတစ်ချက်ပြပေးမယ်ဗျအတွင်းကန်းလေးတစ်ချက်ကြည့်အောင်အတွင်းကန်းလေးမှာကဒါ limited grade ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ထိုင်ကုန်နေရတယ်တော်တော်ကြီးကိုဘယ်လိုပြောမလဲကျွန်တော်တို့ထိုင်လို့ကောင်းသွားပြီပေါ့နော်စမတ်ကြလည်းဖြစ်သွားပြီထိုင်ကုန်အတွင်းကနေတအားတန့်နေဗျကျွန်တော်တို့အတွင်းကနေမှာစီလင်တွေပါလေတန့်တယ်ချမ်းကင်းနေလေကျွန်တော်တို့ပလတ်စတစ်တစ်ချက်ခါရတယ်ပြီးတော့ပလတ်စတစ်အောက်မှာမှအပေါ်မှာမှထပ်ပြီးတော့ကျွန်တော်တို့လေသာဖြစ်တယ် sorry ကျွန်တော်ရှမ်ဝိုင်းတွေပေါ့ဗျာရှမ်ဝိုင်းတွေလည်းရှိတယ်ဒါချင်းနေဒါကတော့ကျွန်တော်တို့ချင်းနေတန်းတွေပေါ့နော်ချင်းနေဟိုဟာပေါ့ချင်းနေချစ်တက်တဲ့နေရာတွေကအစနောက်မှကျွန်တော်တို့ဒါဖနက်တွေပါထည့်ဖို့အတွက်လည်းနောက်မှ box တွေပါတယ်အမှကျွန်တော်ရှမ်ဝိုင်းသားတွေပေါ့နော်ရှမ်ဝိုင်းသားတွေကအစပေါက်တာပြေးတာမရှိဘူးစိုက်ကပါတွေပေါက်တာပြေးတာကျိုးတာတွေမရှိဘူးပြီးတော့ကျွန်တော်တို့ရှေ့က digital aircon ဖြစ်မယ်ကျွန်းကွက်တွေကအစတော်တော်လှတာပေါ့နော်ကျွန်းကွက်တွေပါမယ်ဂျူနာတွေပါမယ်ပေါက်ဂျူနာတွေလည်းပါမယ်စိုက်ကပါတွေကျိုးချင်းပဲ့ချင်းမရှိဘူး slide ကဆွဲကပ်ဖြစ်မယ်ဆွဲကပ်ဖြစ်အောင်ပေါ့နော်ခေါင်မိုးတွေလည်းကျွန်တော်တို့တန်ပြန်တပြောင်းပေါ့နော်ပိန်တာလိန်တာတွေပါမရှိဘူးပေါ့ဒါကသူရဲ့ရှေ့ရုပ်လေးပါကျွန်တော်တို့ဒီဘက်ကမောင်းတဲ့ဘက်ကိုတစ်ချက်ပြကြည့်မယ်မောင်းတဲ့လူမှာထိုင်ကုန်မော်တာဖြစ်မယ် CRI မော်တာဖြစ်မယ်ထိုင်ကုန်မော်တာခလုတ်ကလည်းကျွန်တော်အလုပ်လုပ်သေးတယ်ပေါ့နော်အကုန်လုံးရှေ့လို့နောက်ဆိုအကုန်လုံးချိန်လို့ရမယ်ချိန်လုံးအလုပ်လုပ်မယ်ပြီးတော့ CRI နဲ့တောက်ဖြုတ်လိုက်တာနဲ့ CRI ကလည်းအပေါ်ပြန်တက်သွားမယ်ပေါ့နော်သူ့အတိုင်းပြန်တက်သွားမယ်CRI နဲ့အပေါ်တက်သွားမယ်CRI အကုန်လုံးလို့ပေါ့နော် digital ဒိုင်ကွက်လည်းဖြစ်မယ်ပေါ့ဗျာ digital ဒိုင်ကွက်ဖြစ်မယ်ကျွန်တော်တို့ကားလေးကိုလုံးဝလောင်ပေါ့အချောတက်တော့ကျွန်တော်ဟိုဖြစ်တာမလောက်ရသေးဘူးကျွန်တော်အခုမှယူလာတဲ့အတွက်ရှင်အုပ်တွေလည်းလှမယ်ပေါ့နော်ရှင်အုပ်တွေလည်းလှမယ်ကျွန်တော်ရှင်အုပ်အတွင်းပိုင်းတွေလည်းအတိုက်ခိုက်မရှိတာအတွက်လှမယ်ပေါ့နော်ရှင်အုပ်တွေကျွန်တော်ဟိုဘက်ရှင်အုပ်ကိုလည်းပြမယ်ဗျာတစ်ချက်ရှင်အုပ်ကိုချက်ကြည့်လိုက်ပါရှင်အုပ်ကိုချက်ပြမယ်ရှင်အုပ်တွေကလည်းရှင်အုပ်တွေလည်းလှတယ်ပြီးတော့မီးကြီးတွေပါတော့ပါသေးတယ်ဗျအချက်ပြမီးကြီးတွေပေါ့နော်ရေးပေါ်မီးကြီးတွေလည်းပါသေးတယ်ဒီကားလေးကိုကျွန်တော်ကရောင်းချပေးမယ်စီက990ကိုကျွန်တော်ညှိနှိုင်းရောင်းချပေးမယ်ငွေစဉ်အရစ်ကျအကုန်ဆောင်ရွက်ပေးပါမယ်ဗျာကျေးဇူးတင်ပါတယ်